မင်္ဂလာပါဒီခါမှာတော့စီနီ3မိတ်လေးတွေကိုပြပေးကြပါမယ်စီနီမိတ်1ဆက်3ကိုက်တစ်ထောင်1ဆက်လေးတွေပါဒီထည်လေးတွေကိုပြပေးကြပါမယ်1ဆက်ပါရှင်1ဆက်ကမှ3ကိုက်တစ်ထောင်ပါပါတယ်ဒါလေးကတော့အင်ဂျီစာမှာဆိုရင်ဒီလိုဖြောင်းလေးပါဖြောင်းလေးကမှအမေးသမီးပါတယ်ဒါအတွင်းချီလေးပါရှင်ဒီထည်လေးတွေကိုဒီတက်ကရောင်းပေးနေပါတယ်900စပြီးတော့တကားစီတွေရမှာဖြစ်ပါတယ်ရှင်အားလုံးအနက်ခံမှာအနက်ခံပေါ်မှာအရောင်ဖောင်လေးတွေကွဲသွားတယ်ဒါလေးဆိုရင်ပန်းရောင်တော်တော်လေးနဲ့ဖောက်ပေးထားတယ်ကျန်လေးရအောင်ဒါလေးလည်း3မိတ်ပါအားလုံး3မိတ်ဝဆက်လေးတွေပါဒါလေးအားလုံး3မိတ်ဝဆက်လေးပါဒါလေးကတော့နည်းနည်းမှိုင်းလာကြတဲ့မမကြီးအတွက်မှန်လေးပါလေးရအောင်ရှင်နောက်ဆက်လေးအားလုံး3ကိုက်တစ်ဖက်ပါပါတယ်အသားလေးရမ်းကောင်းတယ်နှွေးမူးဆောင်ဝဲလို့လာတဲ့အစင်လေးတွေပါဒီပါရှင်ဒီချက်လေးတွေကိုလက်လီလက်ကအပေးလို့ရပါတယ်ရှိပြီလို့ကျေးဇူးများကြီးတင်ပါတယ်